မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာစိတ်ကူးရင်ပြီးတော့တွေးရမယ့်တရားမျိုးတွေမဟုတ်ပဲနဲ့လက်တွေ့လိုက်နာကျင့်သုံးရမယ့်အရာလက်တွေ့လိုက်နာကျင့်သုံးပြီဆိုရင်အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။နာယုံတက်တဲ့နဲ့အကျိုးထွက်မှာတော့မဟုတ်ဘူး။နာပြီးတဲ့အခါမှာမှတ်သားထားရမယ်။နာပြီးတော့မှတ်သားထားပြီးတဲ့အခါမှာဆင်ញင်စဉ်းစားရမယ်။ဆင်ញင်စဉ်းစားပြီးလက်တွေ့ကျင့်သုံးရမယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်။အဲ့ဒီလက်တွေ့ကျင့်သုံးခြင်းအဆင့်ရောက်မှသာလဲမြတ်စွာဘုရားတရားတော်ဟာကောင်းကျိုးချမ်းသာကိုသယ်ဆောင်သွားမှာဖြစ်တယ်။ဒီတရားဆိုတာဟာဘယ်သူကကောင်းစားအောင်ကိုယ်လုပ်ပေးတာတော့ဆိုရင်တရားကောင်းစားအောင်လုပ်ပေးတယ်ဓမ္မန္တရဏံကိစ္ဆာမိလို့ဓမ္မကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်အပယ်မကျအောင်ဘယ်သူကလုပ်လဲဆိုဓမ္မလုပ်တာဒါမို့ဓမ္မောသူစိန်သောဒုက္ခမဝေတိကောင်းကောင်းကျင့်ကြံကြိုးကုပ်အထုတ်တဲ့တရားဟာတဲ့ချမ်းသာဒုက္ခတွေကိုပေးတယ်လို့သူတို့ဆိုတယ်ဓမ္မရဲ့အဓိပ္ပာယ်ကိုရှင်းပြတဲ့အခါမှာဓမ္မဟာအစားအစာရှိတယ်ဓမ္မဓမ္မန္တရဏံကိစ္ဆာမိပါတဲ့ဓမ္မကအမြင့်ဆုံးကိုပြောမယ်ဆိုရင်မလေးပါဖို့လေးပါနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားပဲဖြစ်တယ်အဲ့ဒီဓမ္မကအတ္တနံဓာရင်တေစတုတုအပါယေတုအပဒမာနိကတ္တဝါဓာရိတိတိဓမ္မောတဲ့ဒီဓမ္မလမ်းကြောင်းဒီဓမ္မယင်တဲ့နှလုံးထဲရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒီဓမ္မကဘာတွေစွမ်းဆောင်တော့ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်အပယ်မကျအောင်သူစွမ်းဆောင်ပေးထားတယ်ပယ်မကျသေးဘူးဆေးများလို့ပေါ့ယောဂရှိလို့ဆေးတောက်တယ်အဲ့ဒီဆေးကယောဂကိုတတ်တာပြောက်ကင်းသွားစေတယ်အဲ့ဒါလိုပဲလူတွေရဲ့တဏ္ဍမှာတရားဓမ္မကိုကျင့်သုံးလိုက်တာနဲ့အဲ့ဒီတရားဓမ္မကဆင်းရဲဒုက္ခကနေပြီးတော့ကာဝယ်ပေးတာသူကကာဝယ်ပေးတာပဲအဲ့လိုဆိုလို့တယ်ပေါ့တဘာဝတရားနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်တလက္ခဏာဓာရိတိတိဓမ္မောမြတ်စွာဘုရားဟောတာဓမ္မကိုဟောတယ်ဆိုတာတဘာဝကိုဟောတာဘုရားကနေပြီးတော့ဖန်တီးလိုက်တဲ့အရာလည်းမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကဒီဓမ္မလမ်းကြောင်းတွေဟာဘုရားသခင်ကဘုရားကဖန်ဆင်းလိုက်တဲ့ဖန်တီးလိုက်တဲ့လောက်ကြံထားတဲ့အရာတွေတခုမှမဟုတ်ဘူးတကယ်ရှိနေတဲ့အရာတွေကိုထုတ်ဖော်ပြောကြားခြင်းသာလည်းဖြစ်တယ်အတိကတောခောမြာယံဓမ္မောဆိုတဲ့စကားကိုကြည့်အယံဓမ္မောဤဓမ္မဆိုတာကိုအတိကတောငါသိတယ်ငါသိရတယ်သိတယ်ဆိုတာ तू လောက်တာမဟုတ်ဘူးလို့ပြောတာနော်ဒီတရားကိုငါသိတယ်ဆိုတာ तू ဖန်တီးတာလို့ပြောတာမဟုတ်ဘူးနှုံးမို့ तू ဖန်တီးတယ်လို့ပြောလို့ရှိရင်ကတောမယာဓမ္မောဓမ္မကိုငါလှုပ်ထားတယ်လို့ပြောမှာသင်္ကတောမယာဓမ္မောဓမ္မကိုငါဖန်တီးထားတယ်လို့အဘိနေမိတောမယာဓမ္မောဓမ္မကိုငါဖန်ဆင်းထားတယ်လို့ပြောမှာပေါ့အဲ့လိုပြောတာမဟုတ်ဘူးမြတ်စွာဘုရားငါသိတဲ့တရားဆိုတာတဘာဝတည်းကြည်ကြံကြိုးကိုအထုတ်လို့ဒီလမ်းကြောင်းဒီတရားကောင်းတွေကိုမြတ်စွာဘုရားသိရှိသွားတယ်ဘာသိတာယောဂပြောက်တဲ့ဆေးကိုသိတယ်လို့ပဲလူတွေအတွက်သရဝါတွေအတွက်ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ဒီတရားတွေကိုသိလိုက်တာဒါကြောင့်မို့အဓိကတောဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျrecover လို့ပြန်တယ်
recover ဆိုတာတွေးရှိတာလို့ပြောတာနော်တရားကိုသိတယ်ဆိုတာတရားကိုတွေးရှိတယ်တွေးရှိတယ်ဆိုတာငကိုရှိလို့တွေးရှိတာပေါ့ဓမ္မပြေမှာကြောက်စိမ့်တွေတူးကြတယ်မိုးကုတ်ပရမများတွေတူးကြတယ်ရှိတာတူးတာလားမရှိတာတူးတာလားတူးလို့တွေ့တာလေလူလောက်တာမဟုတ်ဘူးအဲ့ဒါလူလောက်တာမဟုတ်ဘူးအတွေးရှိတာအဲ့ဒီတိုင်းပဲမြတ်စွာဘုရားတရားကိုဖော်ထုတ်တယ်ဆိုတာဒီအရှိငကိုရဲ့ရှိတဲ့တရားဖော်ထုတ်တာအဲ့ဒီတရားတွေကိုရှိရတဲ့နဲ့ဘာလို့မသိတာတော့လို့ပြောမယ်ဆိုလို့ရှိရင်အဝိဇ္ဇာဆိုတဲ့အမှောင်တူကြီးကကာဆေးတာမျက်စိဘလောက်ကောင်းကောင်းမှောင်နေကြမမြင်ရဘူးမို့လားအဲ့ဒါလိုပဲအဝိဇ္ဇာဆိုတဲ့အမှောင်တူကကာဆေးထားတဲ့အတွက်ကြောင့်အမှန်တရားပျောက်ကွယ်သွားတယ်အမှန်တရားပျောက်ကွယ်နေတယ်ဖုံးကွယ်နေတယ်အဲ့ဒါကိုပြန်တွေးတာကဘာမြေကြီးအောက်မှာတို့ပင်လယ်အောက်မှာတို့တန်ဖိုးမဖြတ်နိုင်တဲ့ယရနာတွေရှိတယ်အဲ့ဒါတွေကိုရှားဖို့တွေ့တယ်လို့ပဲလူကလောက်တာမဟုတ်ဘူးယရနာထို့တူပဲဓမ္မဆိုတာတဘာဝအရှိတရားဟာဘုရားတဆူပွင့်ပြီးထုတ်ဖော်ဟောကြားပြီးတဲ့နောက်မှာတဖြည်းဖြည်းတိမ်မြုပ်ပျောက်ကွယ်သွားပြန်တယ်နောက်ဘုရားတဆူပွင့်လာတဲ့အခါဒါတွေပြန်ဖော်ထုတ်ပြပြန်တယ်ဖော်ထုတ်ပြတဲ့အခါမှာလူတွေဟာအကျိုးရှိကြပြန်တယ်လိုက်နာကျင့်သုံးလို့အကျိုးရှိကြတယ်အဲ့ဒါလိုပျောက်ကွယ်ပြီးတော့သွားတာဒါကြောင့်ဘုမဂ္ဂင်၈ပါးအကျင့်တရားကိုမြတ်စွာဘုရားပုရနောမေခောရှေးဟောင်းလန်းလို့ဒီလိုဟောတာခုမှအသစ်ထွင်တာမဟုတ်ဘူးအသစ်ထွင်တဲ့ဟာမဟုတ်ဘူးတီထွင်တဲ့အရာမဟုတ်ဘူးတကယ်အရှိကိုဖော်ထုတ်ဟောကြားတာဖြစ်တယ်အဲ့ဒါဟာလည်းအလွန်လေးနဲ့တယ်ခံပြီးတော့ထုတ်တတ်သောနဲ့လို့ရှိရင်လည်းမမြင်မိုးခက်တယ်ပေါ့နဲ့နဲလို့ရှိရင်လည်းမြင်မိုးခက်တယ်ရှည်နဲ့ကြီးအမတန်နဲ့တဲ့ရှည်အောက်ဆိုတာမြင်မိုးရခက်တယ်ပေါ့နော်တချို့ဟာကြတော့အမြင်ခက်လို့နဲ့တဲ့လို့ပြောတာမမြင်နိုင်လို့ဒုဒ္ဒတ္တမြင်မိုးခက်သောကြောင့်ခံပြီးတော့အဲ့ဒီစကလုံးနှလုံးကခံပြီးရတ္တဒုဒ္ဒသောဒုဒ္ဒတ္တခံပြီးတော့လို့ပြန်လှန်ပြောတာနော်အဲ့ဒီမှာသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့နိဗ္ဗာန်ရဲ့និရောဓသစ္စာရဲ့မေဃသစ္စာရဲ့အဲ့ဒီနှစ်ခုကခံပြီးရတ္တဒုဒ္ဒသောခံပြီးရတ္တဒုဒ္ဒတတကယ်ကိုနဲ့တယ်ဆိုတာအလှမ်းဝေးတယ်နော်ရှင်ရင်းကြီးဟာဒါနဲ့နေတယ်ဆိုမှအောက်မမြင်ရလောက်အောင်နဲ့နေအလွန်နဲ့တယ်အလွန်နဲ့လို့မြင်ရခက်တယ်လို့ပြောတာနိဗ္ဗာန်နဲ့နိဗ္ဗာန်ရောကြောင်းတရားနိဗ္ဗာန်နဲ့និရောဓသစ္စာနဲ့မေဃသစ္စာဟာအလွန်နဲ့လို့မြင်ရခက်တယ်ဒုက္ခနဲ့သမုဒယကြတော့နဲ့လို့နဲ့နဲလို့မြင်ရခက်တာမဟုတ်ဘူးအမြင်ခက်လို့နဲ့နဲတယ်လို့ပြောတာအမြင်ခက်တယ်ဆိုတာဟာမမြင်နိုင်တာကိုယ်နဲ့အလွန်နီးနေတဲ့နဲ့မမြင်နိုင်တာမြင်မိုးခက်တာအဲ့ဒါကြောင့်မို့နဲ့တယ်လို့ခေါ်တာဟုတ်တယ်လေဒုက္ခဆိုတာလူတိုင်းမှာရှိတယ်ဒုက္ခကိုဖြစ်စေတတ်တဲ့တဏှာဆိုတာရောကိုယ့်ရဲ့နဲ့မှာမရှိဘူးလားရှိရတဲ့နဲ့ဒီနှစ်ခုကအကြောင်းကျိုးဆက်ပြီးတော့တရားတွေအားလုံးကိုဒုက္ခပေးနေတယ်ဆိုတာသိလားဆိုမသိဘူးမှမရှိဘဲနဲ့ကိုမျက်ခုံးကိုမြင်ရရဲ့လားနီးတော့နီးတယ်မမြင်နိုင်ဘူးနော်နောက်ဆုံးအဲ့ဒီတဲ့နီးတာရှိသေးတယ်ဘာလို့ဆိုလို့ရှိရင်မျက်နဲ့ဝန်းကိုမြင်ရလားမှန်တဲ့ကြည့်ရင်မှန်တဲ့ကအရေးပဲမြင်ရတာသူ့ကိုဒီမျက်လုံးကဒီမျက်လုံးကိုပြန်မြင်လို့မှမရတာနော်အဲ့ဒါလိုပဲဒုက္ခနဲ့သမုဒယဆိုတဲ့ဒီသစ္စာနှစ်ပါးဟာမြင်ခက်လို့ခံပြီးရဖြစ်တယ်လို့သူတို့ပြောတာနဲ့နဲတယ်လို့ပြောတာနော်တကြခံပြီးရဆိုဟိုဟာဒီဟာတွေလည်းအောင်းမေ့မနေနဲ့လူတွေကလည်း
ခမီရာဆိုတာနည်းနည်းတယ်